အားလုံးကျမ်းမှချမ်းသာကြပါစေတက်ကြီးသုံးပါးကိုလည်းကြော်လွှားနိုင်ကြပါစေငါသားလေးသမီးလေးအားလုံးသားလေးရောသမီးလေးတွေရောအားလုံးနော်ဟုတ်ကဲ့ပါအေးဟုတ်ပါပြီစာ83ခုနှစ်ကနေပြီးတော့နောက်ဆုံး2021ပေါ့ဟာလား60ပြည့်နဲ့ပဲပြင်စီပါတယ်62နဲ့မဟုတ်ဘူးဆရာပရောင်ပြောတော့ဆရာတို့ကရောက်လာတာဟိုကဆက်ပြူကြီးနဲ့ရောက်လာတာရောက်လာပြီးတော့ဆက်ပြူကြီးနဲ့ပြခဲ့တယ်နောက်ပိုင်းမှာဆရာတို့ခုနတန်းမှာဘာသာလိုအပ်ချက်တွေရပရဝီရေဟိုနဲ့ပရဝီရေတမိုင်းရေဆက်ပြူကြီးရေတင်ရပြန်တယ်ဆရာမတာလို့တွေထွက်သွားပြီပေါ့အဲ့တာတလေးဒီတရားနဲ့ဘုလိုကြောတာပဲဆရာတို့ကအမတန်ကိုဟလာမင်းဖြစ်နေပါပြီကျေးဇူးထူးပြန်တင်တာပေါ့ငါတာလေးတို့တိတတ်မှုပေါ့ဟုတ်ကဲ့ဆရာတို့ကအထူးကျေးဇူးပြန်တင်တယ်ဟာတာလေးတို့ဥပကပြစ်တော်လဲဆရာတို့တိုင်နေရမှာလေတာဟုတ်ဆရာတို့ဘောမှာပြင်စင်နေနဲ့တိုင်နေရမှာဒီဟို format ပေးချလာဆရာပြင်စီပြီးဒီလေးမှာဒီဆိုင်လေးနဲ့ဆရာတို့ယူသားဆိုပဲနေခဲ့ကြတာလေတာဆရာတို့ယူသားဆိုပဲတိုင်ကလေးမတင်တဲ့ကြီးတယ်ပဲတင်သွားတာပဲရှိတာလေဆရာတို့ဟုတ်တယ်နော်ဟုတ်ကဲ့ပါအဲ့တော့တာတို့ဘက်ကကျေးဇူးတုံ့ပြန်တဲ့အပြင်ဆရာတို့အများကြီးတာတကယ်ကိုကျေးဇူးတင်ပါတယ်တကယ်ကိုငါသားလေးတို့ကျမ်းမှာချမ်းသာကြပါစေဘဝတစ်ခုလုံးလူကချမ်းသာနဲ့ပြည့်ပါစေကက်ကြီးတုံးမောက်လေကြော်လွှားနိုင်ပါဒါပဲသား